Hala kewara le thola patu ban do ke te ni mo kewara ta le papa phla ro ta mi ta to mi gi le pung no ke cha da we ni kwa ma ha go pata thi kwa cho de le pata thi di to pa ka ma go ni kwa ma ha go pa kle ko da ni ta kha ni kewa ta gi cha ba cha le yo go pha do de kha nyaအားလုံးပဲမင်္ဂလာပါလို့ကျွန်တော်နာမည်ကကိုစမ်းမောင်ဖြစ်ပါတယ်ကျွန်တော်ကမူတပီချင်း entertainment ရဲ့ president ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့PK Coffee ဆိုတဲ့เนาะ coffee နဲ့ကျွန်တော်တို့နာမည်ကြီးနေတဲ့เนาะညီမလေး live support ရှိတယ်ဒီမှာကိုကြီးဆော်လဲเนาะအဲ့ဒါနဲ့ကျွန်တော်တို့ဒီနေ့ interview လုပ်မှာဖြစ်ပါတယ်လို့အဲ့ဒါကြောင့်ဒီကနေ့เนาะကျွန်တော်တို့မူတပီချင်း entertainment က break တွေအားလုံးဒီနေ့ဒီနေရာနဲ့ကျွန်တော်တို့အတူ user တွေရှိမယ်ကျွန်တော်တို့စူးစမ်းခြင်းနဲ့စိတ်ဓာတ်တွေရှိအောင်ပေါ့เนาะဘာဖြစ်ဒီ interview ကိုကျွန်တော်တို့လုပ်တာဖြစ်ပါတယ်လို့เนาะဒီကနေ့အစားနဲ့အဆုံးအထိဒီ interview လေးကိုကြည့်ပေးပါလို့ကျွန်တော်မြတ်တာရခံချင်ပါတယ်ပထမဆုံးအနေပေါ့เนาะဒီကနေ့ကျွန်တော်ကိုเนาะမူတပီချင်း entertainment ကနဲ့မအားမလားတဲ့အကြားတဲ့ရနဲ့ပေါ့เนาะကျွန်တော်တို့ကို interview ပေးနိုင်တဲ့အတွက်ညီမလာစဖို့ကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်ပထမဆုံးအနေနဲ့ပြောချင်ပါတယ်လို့เนาะမေလာနဟဲ interview ဟဲတီတော့တိကွာရတဲ့ W ဖာတော့ပါတယ်လားကဲဒီညီမကို interview တော့သူလည်းကျေးဇူးတင်ပါတယ်လို့ညီမလာစဖို့ပေါ့เนาะကျွန်တော်တို့ PK Coffee ဆိုတာလေကျွန်တော်တို့အမြဲတမ်းကြားပြီးသားဖြစ်ပါတယ်ပေါ့เนาะအဲ့ဒါကြောင့်ဘာဖြစ်တချို့တဲ့လူတွေလည်းမသိတဲ့လူတွေရှိကောင်းရှိလိမ့်မှာပေါ့เนาะအဲ့ဒါကြောင့်ညီမရဲ့လိပ်စာလေးပေါ့နေရလိပ်စာပဲမှာနေတယ်လေဆိုတာအင်းနေကိုမိတ်ဆက်ပေးပါလို့ကျွန်တော်ပထမဆုံးပြောချင်ပါတယ်လို့แต่ว่าเราว่าตัว PK ที่มีที่ผู้ท่านเนี่ยดูโอมาเนาะปฏิทินเราว่าที่งานเราที่บ้านที่โอเนาะผู้ท่านเนี่ยเราว่าปฏิทินงานบุญนะดีตัวเราแกว่านั่นเนี่ยแกอุเพลตลอดเพลมาแต่ใจเนี่ยมาเนี่ยมีที่แม่เนาะว่าก็ยิมีนี่ลาสิพอมาเนาะโยตลอดดูแม่สอดเนาะแม่เราดูเดี๋ยวเยอะมาเวลาตาขี้ลาจีแม่เราดูโยเวลาดอกแก PK ตาโพตาลีเลตาชั่วคลิกว่ามาเนาะโอเคသူပြောလာကြတယ်ဘလို့ဆိုတော့ဒီ mess out ဘက်ချမှာပဲနေတာပေါ့နော်ဒါပေမဲ့သူကဒီအမှုပညာနဲ့လုပ်တယ်နော်နောက်ကဒီ PK branding ပါတယ်နဲ့သူရောင်းတာပေါ့အမျိုးဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးများတင်နေကျွန်တော်တို့ PK Coffee လောက်တက်ကဘယ်လောက်ရှိပြီလဲပေါ့နော်မြေနော်မေလာ PK အဘရတော့နေဒီပထရဒူလာအနစ်ချီအဖို့ခိုမနော်နာကီမေလာ PK Coffee ကနေပါလို့ဖဲရဲ့နိဘလက်ဇာနေမေဒီ PK စားလောက်တာကြတော့ဘလို့ဆိုတော့ဒီ10နှစ်တော့ကြော်နေပြီ10နှစ်ကြော်နေပြီဒီ PK Coffee လည်းကြတော့ဒီဝယ်နေနာရဲနီဘလက်ဆိုတော့9နှစ်ကြော်လောက်ရှိပြီ9နှစ်ကြော်လောက်ရှိပြီ PK Coffee ကတော့9နှစ်ကြော်ဒီ PK ရဲ့ brand ကကြတော့ပြောမှဆိုရင်ဒီ10နှစ်ကြော်ပြီပေါ့ဟုတ်ကဲ့ပါ PK Coffee လူတွေကဘယ်လိုပြောမလဲဆိုတော့ PK Coffee ကတချို့လဲလူတွေကလုတ်ဖို့ဆိုတာကတိလွယ်တဲ့အစ်မဟုတ်ဘူးပေါ့နော်ဘယ်လိုမျိုးလုံးရတာခက်တယ် coffee တွေလည်းအများကြီးရှိတယ်ဒါပေမဲ့လို့ quality ကောင်းတဲ့ PK coffee ဆိုတာနည်းနည်းရှားပါတယ်လို့ကျွန်တော်တွေ့တာပေါ့နော်အဲ့ဒါကြောင့်ဘလို့စပြီးမှ PK coffee စလုပ်နိုင်တယ်လဲဆိုတာကိုကျွန်တော်တို့နည်းနည်းသိပြစေလို့မေတာလ PK coffee နေနော်တပတ်တော့ coffee ကူကပါနေခေါပလိုလာကဲဝဲ PK Paul coffee မနော်PK Paul coffee နေမပမာလာကဲဝဲတာတောက်ရှိုးကလေးကိုမေဘလနေပွာမီအော်တော့ဒီတော့ပွာသိညာဝရလအကေဝဲ bread ခိုင်နေကေဝဲ PK ဒီနေမနော်ခိုတာနေအာကီလောပွာသိညာပွာမီအော်နေပွာသိညာလောမဘလနေအကေဘလူလောပွာကိုခိုတာနေရှုံမနေအမီဒိုရလတဲ့တော့ပွာသိညာဝဲလ PK coffee မီ PK coffee လောက်ရတဲ့အကြောင်းရတော့ဒီသူကပထမဆုံးဦးစားပေးတာဒီကျမ်းမာရေးအတွက်ပေါ့နော်ဟုတ်ကဲ့ကျမ်းမာရေးတော့ပြီးတော့ဒီ quality ကောင်းတဲ့တော့တောက်တဲ့လူတွေကလည်း quality ကိုသိတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါကြောင့်ပေါ့နောက်ပိုင်းဘယ်သူမှမတူတဲ့ coffee တို့ဖြစ်လာတာပေါ့အမျိုးပြောတဲ့ပုံစံတောက်မှသိတာပေါ့အမျိုးပေါ့wow business တခုစဖို့ဆိုတော့လွယ်တဲ့အစ်မဟုတ်ဘူးပြောမယ်ဆိုပေါ့နော်တကယ် talent ရှိတဲ့လူမှသူလူတယောက်အဖြစ်ပုံမှန်အဖြစ်စူးစမ်းမှုရှိတယ်ဆိုရင်တော့ကျွန်တော်လို့ရတယ်စူးစမ်းပြီးမှပေါ့နော်ဒါပေမဲ့ကြာရှည်မခံဘူးပေါ့နော်ဒါပေမဲ့နော်အခုညီမကလက်စစ်ဖို့ပေါ့နော်မိသားစုထဲမှာကအမျိုးထဲမှာဖြစ်တကယ်ချင်းချာမှာဖြစ်ဟို business လုပ်တဲ့လူရှိသလားဘလူစပြီးမှ PK Coffee
တီထွန်းနိုင်တယ်လေပေါ့နော်အဲ့ဒါကိုကျွန်တော်နည်းနည်းတိပြိသက်တွေကိုနည်းနည်းပြောပြပါ မင်းနော်အကယ်ဝဲလာဟိဖိုခေါ်ပေါ်နေတော့ဘာလာအမဝဲတာတပ်ပြောမမကလိုဝဲကွာတူတော့ပါနာကိနေကေဝရာယကေဝညောရလာရချာရလာယနော်ရှိရှိဖို့ဘလနေအကယ်ဝဲယသာဆေဘခရချာရှိကညောလခိနေနော်ယထီဝဲတာဘွားဟဲချာဝဲတာတပ်ဖို့တလီတခါအခါနေတမေဖီခေအကော်ဖီတပါမနော်နာကေကေဝဲဖီခေအထီအခါနေရလူတမေလာအမီလာဖီခေပါဘာသာနာကိနေအဂီလာတော့ရှုခလီကိုခိုတော့ရချက်တယ်မောင်မဘလို့ပြောမှဆိုတော့တင်းတို့သူတို့ရဲ့မိသားစုတွေထဲမှာပေါ့နော်တင်းတို့မျိုးလောက်ကင်မန်းတူရနဲ့သိမရှိဘူးလေ ဟုတ်ကဲ့ သူရင်တော့ဆိုသူအလုပ်တခြားလုပ်တယ်နဲ့လုပ်ခဲ့တယ်နောက်ပြီးတော့ဘလို့ဆိုတော့သူဟိုတင်ကရင်အင်ကြီးရောင်းတယ်နော်ကရင်အင်ကြီးတွေရောင်းတယ်နောက်ပြီးတော့ဘလို့ဆိုတော့နောက်ပြီးတော့သူဒီဆေးတစ်ခုရောင်းလာတော့ပေါ့နော်ဘာဆေးဆိုတော့တင်းတို့ကျမ်းမကြီးတော့ကောင်းတဲ့ဆေးဒီ PK အစပိုင်းဟုတ်ကဲ့ PK ရတင်းတို့ဘလို့ကျမ်းမကြီးတော့ဆေးအဲ့ဒီကနေသူတောက်ကြည့်တာပေါ့နော်ပြောမဆိုတော့သူနဲ့နဲ့တဲ့တယ်ဘလို့ဆိုတော့အဲ့ဒါကိုသူကဘလို့လဲဆိုတော့အဲ့ဒါကိုသူကအကင်ယူလိုက်တယ်ပေါ့နော်အကင်ယူလိုက်ရနေစားရောင်းတာပေါ့အော်စားရောင်းတာပေါ့နော်ဒါဆိုတော့အခက်ခဲတော့တော်တော်ကြုံပါပဲပေါ့နော်အခက်ခဲကတော့တခေါ်ခဲတိမြတဲ့တူအိုးဟာတခေါ်ခဲလူဖဲနစားတော့တခေါ်ခဲလူအိုးလောမနော်အိုးလောဘာမနုခေါ်တာလဲနေတခေါ်ခဲတဲ့ဖာနေမှုတနီနေအဟိကေဘွာလပကတဲ့လေတမှုတခုခွန်မြနေတော့ပလက်ခေါပလိုအသေးမောကြနေဒီတော့အခက်ခဲကလေးကြတော့သူအများကြီးတော့ကြုံခဲ့တာပေါ့နော်ဒါပေမဲ့ तू ကပြီးခံတယ်နော်ပြီးခံတယ် तू ကအောက်ထားတယ်ဒါအဲ့ဒါကို तू ကဘယ်လိုပြောမှဆိုတော့တင်းတို့တီးခိုင်းတဲ့ဖြည်းဖြည်းတည်ငြိမ်လာတော့ပေါ့နော်ကြော်ဖြတ်နိုင်ခဲ့တာဟုတ်ကဲ့ဘယ်လောက်ထိစူးစမ်းခဲ့တယ်လဲ PK coffee အောင်မြင်လာဖို့ပေါ့နော်ဘယ်လောက်ထိစူးစမ်း product ရရှိနိုင်ဖို့ဘယ်လောက်ထိစူးစမ်းခဲ့တယ်လဲပေါ့နော်လွယ်နဲ့ရသလားဒီလိုမျိုး coffee နော်အကေဝဲတလာ PK coffee နဲ့အကောထဲလဲနေမနော်ရတော့တဲလတခလူလအကေဝရာ coffee ဒီပါနေအကေဝဲ PK အထီတလာ PK အထီနေအဂီလာတဝရှုခလီကိုဒေါ်ဒီတော့ကေရောဝရာ PK coffee နေပခုကလေအဘိုဘဘာမနုခေါ်တယ်လေပတိညာလောက်ပါတနော်နေ always coffee လအကေလာတဝရှုခလီကနေပသူဝဲတာရှက်တော့ယန်နိဘလို့လဲဆိုတော့ပထမဆုံးကစခဲ့တဲ့ခြားတဲ့ PK ရဲ့အရေးပဲပေါ့နော်ဘလို့ပြောမဆိုတော့သူတင်းတို့စူးစမ်းခဲ့တဲ့ခြားတော့တင်းတို့တမျိုးပေါ့နော်အရင်တော့လုပ်ခဲ့တာပေါ့နော်အရင်တော့လုပ်ခဲ့တယ်ဒါပေမဲ့သူအချိန်ကတော့4နှစ်5နှစ်တော့ယူခဲ့ရတယ်ပေါ့နော်ပြောတဲ့ပုံစံဒီမျိုးကျမ်းမာရေးအတွက်ကိုပေါ့ဟုတ် Okay ကျွန်တော်တို့PK coffee ဆိုတော့ကောင်းတယ်ဆိုတာလဲကျွန်တော်တို့မိသားစုလည်းအားလုံးတောက်တယ်ကျွန်တော်တို့PK coffee တောက်တဲ့လူတွေလည်းအများကြီးရှိနေတယ်ပြောမယ်ဆိုပေါ့နော်အဲ့ဒီ PK coffee တောက်တဲ့လူကအခုကကျွန်တော်တို့ကြားဖူးတာပေါ့နော်ကြားဖူးတယ်ဆိုတော့အခုကိုယ်တိုင်တမှာရှိတယ်ဆိုတော့နော် PK coffee တောက်ချင်းပြီးမှနော်ကြားမာရေးအတွက်အကျိုးကျေးဇူးဘယ်လောက်ရှိတယ်လဲဆိုတာကိုလေနည်းနည်းပရိသတ်တွေကိုရှင်းပြပေးပါဦးမင်းအချို့တဲ့နေရဘာစီဘလူရှို PK အနိတိပေါ့နော်ဘာခလတာဝရှိုခလေအခုတည်း PK coffee နေရအဲ့တော့တဲလဲနေတော့အဂီထဲလဲနေပွားသိညာအောအနိဖာအနိဒီတော့နိလေပူကွေတနိပါတနိနာကေသိကနေပွားကောကတဲ့နေမိထိတဖို့တလီလောအတော်နေဝဲစေအဲ့တော့စားပြဝဲနာကေအလော်ခိတနေအခုထဝဲလဲ PK ဟိုတည်းနေရတပ်လူဖတ်တော့မနော်ဒီလိုကျမ်းမာရေးတွေအတွက်ဘလို့ကောင်းလဲဆိုတော့ပေါ့နော်အဲပြောမဆိုတခြား brand တွေပဲဖြစ်တခြားပစ္စည်းတွေပဲဖြစ်ပေါ့နော်တမျိုးပေါ်လာတော့ပေါ့နော်ဒါပေမဲ့တို့တွေကတော့စမ်းကြည့်တယ်စမ်းပြီးတော့ဘယ်ဟာကောင်းလဲဆိုတာတို့နောက်ပိုင်းမှာသိတယ်ပေါ့နော်ဘလို့ဘယ်ဟာကောင်းလဲဆိုတော့ PK ပဲဝယ်ပြန်လာတော့ပေါ့နော်တားလို့လူမှာတက်သေးပေါ်တာပေါ့အမျိုးပေါ့ဟုတ်ကဲ့ပြီးတော့ PK coffee ထဲမှာကကျွန်တော်ဒီဆိုင်ကိုလာတဲ့အချိန်ကျပေါ့နော် PK coffee ကျွန်တော်တွေ့ရတယ်ဒီမှာ brand တွေပေါ့နော်တွေ့ရတယ်ပြီးကြတော့တခြား product တွေလည်းအများကြီးတွေ့ရတာပေါ့နော်အဲ့ဒါ product ဘလောက်ထုတ်တဲ့ဟာကျွန်တော်တို့product ကုန်ဘလောက်ရှိပြီလဲ product ထုတ်လုပ်တဲ့နော်ပစ္စည်းထုတ်လုပ်တဲ့နော်အားလုံးကဘလောက် brand ရှိပြီလဲ open ကလေးနေတယ်မမင်းနဲ့ brand မေလာ PK နော်နေကို PK တီတော့ PK အဖလက်မြေလောနေကိုဝဲတာဘာခါလာအဝဲ prebiotic မနော်ဖြော်ရည်
လော်တော့အိုရာတော့အကေကတိပူခိုးသေးတနာခါသေးစာပြသေးကြနေမီ PK ဒီ PK brand နဲ့ပဲဆိုရင်ပေါ့နော်ဒီ PK ရဲ့ဆေးရည်ရယ် coffee ရယ်ပြီးတော့ဒီဆေးအလုံးလေးတွေရယ်ပြီးတော့ခေါင်းလျှော့ရည်နောက်ပြီးတော့သူတခုရှိသေးတယ်ကိုကိုနာပါနော်ဥပတင်းလို့မျိုးတခုရှိတယ်ဟုတ် ပြီးကြတော့ကျွန်တော်တွေ့တာကအဲ့ဒီ PK coffee PK ထဲမှာအဲ့ဒီဟိုကလဲကျွန်တော်တို့ငပိပေါ့နော်အဲ့ဒီဘာအနာမည်ကဘယ်လိုခေါ်လဲမသိဘူးအဲ့ဒါနော်အဲ့ဒီဂျန်တဲ့ဟာတွေလဲကျွန်တော်တွေ့သေးတယ်လို့ပဲပေါ့နော် မင်းအကေဝဲပရိသတ်လောဘနောရှိရှိခါနေပေါ်အော်မောအကေမူကြီးတုန်နေလောဘနောရှိရှိခါနေပေါ်အော်ပမူမောယူပါဘာညောတာအော်ဘလော်ဒီအဝဲတာပေါ်အော်ဘလော်ဝါစီကွာစီတော့ဘာလဲဟိဟိဘာဘာနေလောအကေဝဲပရိသတ်မောနော်အခုသာနေပမာဒူအော်စီတော့ဝဲစီအော်ဝဲဝီလော်ဒပပဖလာတော့လော်ဒကေတော့အဝဲတဟိဟိဘာလော်တာကြနေမောကျန်တဲ့ brand တွေကကြတော့ဘယ်လိုဆိုတော့သူကငငယ်ကလေးကနေတို့ကရင်ရွရဆိုတော့ဗောနော်ဒီငပိတောင်းနေဘာတွေစားတော့ဗောနော်ဟုတ်ကဲ့စားတယ်ဆိုတော့သူကလည်းအမျိုးတများတစ်ခါပြန်ဝေချင်းတဲ့ပုံစံလိုမျိုးဗောနော်တရားတစ်ဖက်နဲ့တစ်ဖက်သူကလည်းအမှုပညာသမားဆိုတာအဲဒါကြောင့်ပြိတ္တအားပေးမှုနဲ့ရှိတယ်အဲဒါကြောင့်ဗောဝေရင်လောက်ရင်လည်းဒီငပိ brand တွေဘာတွေဖြစ်လာတော့ဗောဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကဲကျွန်တော်တို့ business လုပ်တယ်ဆိုတာတော့ကျွန်တော်တို့အားလုံးသိbusiness လုပ်တဲ့လူတိုင်းကအားလုံးနားလည်မယ်လို့ကျွန်တော်ထင်တာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ပထမအစပိုင်းမှာလည်းမိထားပြီးပါပြီဒါပေမဲ့လို့အသေးစိတ်လေးကျွန်တော်တို့ပရိသတ်တွေသိအောင်ပေါ့နော် business တစ်ခုလုပ်တယ်ဆိုတာကတော်အချိန်ယူရတဲ့အရာလေးရှိတာပေါ့နော်အဲ့ဒါကြောင့် business run ဖို့ဆိုတာလေဆင်းရဲဒုက္ခတွေလည်းအများကြီးရမယ်ငွေရေးကြေးရေးမှာပဲဖြစ်နော်အဆက်အသွယ်မရှိတာပဲဖြစ်အဲ့လိုမျိုးဖြစ်လာတဲ့အချိန်ကျတော့တခါတလေကျတော့အားနဲ့စိတ်တွေလည်းကျွန်တော်တို့အများကြီးရှိကောင်းရှိလိမ့်မှာပေါ့နော်အဲ့ဒါကြောင့် DPK Coffee ကနော်ကျွန်တော်ခုနပြောပြီး10နှစ်နဲ့6နှစ်အကြာမှာကျွန်တော်တို့တွေ့ရတာပေါ့နော်ဒီ brand ပေါ့နော်အဲ့ဒီ public လူတွေရှိမှ PK Coffee မရောက်မီပေါ့နော်ဒီအကြာမှာဆင်းရဲဒုက္ခဘယ်လောက်ကြုံတယ်လဲဆိုတာကိုလေအဲ့ဒီပရိသတ်တွေကိုနည်းနည်းရှင်းပြပေးပါလို့နော်စားတော့ဖဲပကတဲ့ချပါစားတော့မ business နေမှာနော်ပချာရာတိမြူတိမှာမေပချာတိမြူတိအခုတည်းဖဲ PK နေပါစားတော့တင်ညာဝရနေဖဲအနိတချီတဲ့ရဲနိခနိပတော့ဘူးညမနော် brand ဒီ PK Coffee တဲ့ပရခါနေတကလဖဲ brand တတူဖဲ brand PK တွေပါနေတော့မနစားတော့မှာချာရာတိမြူတိခါနေမှာတော့ဝတ်ခေါ်တာခဲလေအဖုကတော့မတော့မူပူနေတော့ဝါနော်ဒီတော့နမနော်ဟာဘာနေတခေါ်တာခဲနဲ့တာချီမီတခေါ်တာခဲဟာခမီမှာဘာဒူးတွေမေမှာအိုးပါကြီးရမှာကြာပါလားဝဲတာလကေဝရလေတော်လပတူဘာဒိုကတနေမောကေဝရတာလပပဖလာတော့တမီတာတော်မီကြီးလပနကကြာတာဝဲနေဘွာမဟာဝပတာတိဘွာချောတလေပတာတိဒီတော့ပကမောခေါနေဘွာမဟာဝပကလေခုဒနေတာခါနေကေဝတာကြီးကြပါကြလေယောဖတ်တို့ခါညာတင်တို့ပြောမစတင်တို့ business တွေပဲစားလို့ပြီးဆိုတော့ဗောနော်တို့ပြောမဆိုတော့ဘလို့သူမှတ်သိတလောက်ကပြောမဆိုရင်တင်တို့တိုက်ခိုက်မှုတွေရှိတယ်တိုက်ခိုက်မှုတွေပြီးသူများသူ့အထင်လွဲအောင်နာမည်ဖြတ်တာတွေလည်းရှိတယ်ဗောနော်အဲ့ဒါတွေခုသူရဘလို့အားနေချက်အဲ့ဒါဗောနော်သူပြောတာရခက်ခဲတွေသူကြုံခဲ့ရတာဗောဟုတ်ကျွန်တော်တို့နားလေကျွန်တော်လည်း business လုပ်တာနှစ်ပေါင်း20ရှိနေပြီပေါ့နော်ဒါပေမဲ့လို့ဘယ်လိုပြောမလဲဆိုတော့ခက်ခဲမျိုးကျွန်တော်တို့လည်းကြုံရတယ် business လုပ်တဲ့အချိန်မှာပေါ့နော်ကြုံရတဲ့အချိန်ကြမှာပေါ့နော်အခုလူငယ်လေးတွေကျွန်တော်တို့နော်လုပ်ချင်တဲ့လူတွေလည်းအများရှိတယ်နော်ဒါပေမဲ့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့မသိဘူးပေါ့နော်ဘယ်လိုလုပ်မလဲမသိဘူးပြီးကြတော့စူးစမ်းချင်တဲ့စိတ်လည်းသူတို့သိမရှိဘူးနော်ပြီးကြတော့ business လုပ်ရင်တော့ဘာအောင်မြင်မှုရှိမှုလွယ်နဲ့အောင်မြင်မလို့ကျွန်တော်ဘယ်သူမှလည်းသိတယ်ဒါပေမဲ့မလုပ်နိုင်ကြဘူးလေပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ပြောချင်တဲ့ဟာကလူတိုင်းအားလုံးကကျွန်တော် business လုပ်တဲ့အချိန်မှာအခက်ခဲဆိုရရှိတယ်ပေါ့နော်ဒါကြောင့်လာမယ့်အနာဂတ်လူငယ်လေးတွေအတွက်နော်သူတို့ဘယ်လိုစူးစမ်းမလဲသူတို့ဘယ်လိုအားပေးချင်တယ်လဲဆိုတာကိုလေအဲ့ဒါကျွန်တော်တို့နည်းနည်း interview တဲ့အချိန်မှာလေလူပရိသတ်တွေကိုနည်းနည်းပြောပြပါဦးလို့နော်မင်းအကဲဝဲတဖေးတမှာခါလပမာနေမောပကတိဘာတာကောတာကဲထဲလေနာကေဒီကင်းဘွာလအဲဘွာလဟေဂီဘာဘွာနေ
အကဲဘာလဲပေါ့ဒီတော့ပတလာအိုနေဘာဟိဘာဘာမောအခုတန်ရဲ့တော့တဲလနမေမာတာလတမီတာတော့ဒေါ်ဆေမာနကပလော့ဆိုဒီတော့တဘလို့စာဒီဒေါ်ရီမောမူတနီနေဟိုတယ်လနဘာစာနေနကတူလောနေကဲအကဲဝတန်လောကလောခါလဘာဂါဂောမီကြီးတော့ဖိုသာဒိုလော်ခီအဂောမီကြီးတန်ခါနေကဲတလရီဒိုလပပကကြပါပါကဖလပစာမောတင်တို့ပြောတာကကြတော့ဘလို့လဲဆိုတော့တင်တို့ကိုခုအလုပ်ရမယ်ဆိုရင်ပေါ့နော်ဟုတ်ကဲ့ခုလုပ်ရမယ်ဆိုရင်ကိုယ့်ရဲ့အကျိုးစားမှုကလည်းရှိရတယ်နော်ခိုင်ကြိုင်နဲ့ဘလို့လဲအားပေးမဲ့အဖို့တွေပဲဖြစ်ပေါ့နော်အမျိုးတွေနဲ့ရှိရတယ်ဒါပေမဲ့အရေးကြီးဆုံးကလေးကြဘလို့ရိုးသားမှုပြီးရင်နော်တင်တို့ရိုးသားမှုနဲ့စူးစမ်းမှုရှိနေရင်ဒီအခက်ခဲတွေကိုပြီးခံပြီးတော့ကြော်ဖြတ်နိုင်ပေါ့နော်ဒါပေမဲ့အောင်မြင်မှုကတော့ရလာမှာပေါ့အမျိုးပြောတာโอเคပြီးတော့ဟိုအခုကျွန်တော်တို့ PK Coffee ကျွန်တော်တို့လုပ်ထားပြီးပြီအဲ့ဒီ brand တွေလည်းကျွန်တော်တို့အမျိုးမျိုးတွေ့ရတာပေါ့နော်ရှေ့လာမယ့်အနာဂတ်မှာနော်ဘာဆက်လုပ်ဆရာရှိသေးတယ်လဲဘာ brand တွေထုတ်လုပ်ဆရာရှိသေးတယ်လဲလို့အဲ့ဒါပရိသတ်တွေရောနည်းနည်းမိတ်ဆက်ပေးပါမင်းတော့ဒီတော့ယတမူလာနေော်ဒူမမနေတော့ဘာကူကဒူယတတင်ညာဘာနိုင်ကေဘလမာမီစီမီကဒူနေဘာနေဖေးကြီးပါမနော်မရဒူတတော့ပါဒူလောကနေတော့လေပွာဟိဟိဘာယပွာကမလလမနော်ခမညယာနီယိုဒကမလလယကေပွာသယောဆောဘခရလနေဒိုဝရနီယိုဒကမလလမနော်ဒီတော့ကမလဟိဟိဘာယဆိုအဝယတမူလာနေအကလေထောလေထောယရရှမယတပါတာနေလေဒီတော့ဒီတော့ကမလဟိယဆိုယကေဟိဒါကမလနီတတော့ပါအိုထောဘောလမမေဘလို့ပြောမလဲဆိုတော့ဒီနိုသူနောက်ထပ်အနာကတော့ပေါ့နော်ဘလို့ဆိုသူကတင်တို့တရုတ်ဆောင်တယောက်ဖြစ်တဲ့တော့ပေါ့နော်ပရိသတ်ပုံမှန်နဲ့မူတည်တယ်ပေါ့နော်ပရိသတ်တဲ့သူဘလို့ပြန်ပေးတာနဲ့ဘာဘလို့မျိုးလိုအပ်တာလဲအခါကျတော့သူတခါတမျိုးပေါ့နော်တမျိုးပြန်ထွင်မယ်အမျိုးတွေစိတ်ဓာတ်တွေရှိတာပေါ့သူကပရိသတ်နဲ့ပဲရောနေတာပေါ့အခုကဟုတ်ကဲ့ဟုတ်ကဲ့ခုနကျွန်တော်တို့မေးဖို့မေးသွားတယ်တခုနော်ခုနDPK Coffee ကျွန်တော်တို့လှုပ်ချင်းအဖြစ်ကျွန်တော်တို့အတိုင်းတာတခုလေးတော့ကျွန်တော်တို့အောင်မြင်တယ်ဆိုတော့ကျွန်တော်တွေ့ရတာပေါ့နော်အဲ့လိုမျိုးတွေ့တဲ့အချိန်ကျတော့ဒီ coffee PK coffee လောက်လာတဲ့အချိန်မှာပတ်စံရတယ်ကျွန်တော်တို့အဲ့ဒီပတ်စံကိုဟိုညီမပဲအလုံးသုံးသလားဘယ်မှာသုံးသလဲလို့ပေါ့ကျွန်တော်တို့နည်းနည်းမေးချင်တယ်ဘာလဲဆိုတော့ဟိုညီမလည်းပရဟိတတွေအများကြီးလုပ်တဲ့အချိန်ကျကျွန်တော်တွေ့တဲ့အချိန်ကျတော့ဒီမေးခွန်းကိုမေးတာဖြစ်တာပေါ့နော်ဒီကကျွန်တော်တို့လည်းတနည်းအားဖြင့်ပရိသတ်တွေကိုကျွန်တော်တို့ကြည့်လိုက်တဲ့အချိန်မှာပတ်စံရတဲ့မြတ်ကိုပဲအလုံးခံစားသွားတယ်လို့ဖြစ်တဲ့အချိန်ကြပေါ့နော်အဲ့ဒါပရိသတ်တွေကိုလည်းနည်းနည်း sharing လုပ်ပေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်မိလာယချာရနေရကဲဝဲနေတော့တလရတာဆဲဒိုကတနေကဲဝဲတာဟိမောနော်တာဟိဖိုခေါ်ဖိုမြေဘလနေဟိဒါလောပူခွေနေကဲဝညောကလည်းနော်ရှိခါနေယဒိုနေပါဝဲတာပွာဟိရကြေးတကမောနော်ရဲ့ပါနေကဲလုံနော်ရှိခါနေကြေးတဘာမနေပကောကိုရဲ့ပါနေပပဆူညာမောနော်အဝဲတူနော်ဘလဘလခေါ်တဲ့နေဖဲရဒိုနေပါကြေရဲ့ပါနေရလေပွေအော်ရကိုခါနေလောကရတော့အကဲစုကဲစာမောနော်တူလရဒိုရဘလနေလောကရတော့ရဒိုနေပါတခွဲတရဘလရဲတော့ဟိကီတာဖဲရမသိနေမောယူကလစမာယနေရတာဆဲကြီးမောယနေထရတာတုံနော်နေမမလောကြနေမေဘလို့လဲဆိုတော့ဟိုးငငယ်တော့မှာနော်ဒီတို့တို့ဒီကလစ်ဘွားတော့ဟုတ်ကဲ့ပြောမစဒီလိုပတ်စံတပတ်ရဖို့ဆိုတာနဲ့မလွယ်ဘူးနေမလွယ်ဘူးဆိုတော့ဒီလိုလူတယောက်နေပဲသူ့ကိုဒီလိုမုတ်ဖုံလေးငါးပတ်ပေးလိုက်တာသူအရန်ပျော်သွားတော့ဗောနော်သူရန်ပျော်တာတနေ့သူနဲ့ဘယ်လိုပြောရမလဲတနေ့သူနဲ့ဒီလိုအောင်မြင်မှုရှိနေတယ်တနေ့ကျရင်သူနဲ့ဒီလိုမျိုးကွင်ကြီးခြင်းတဲ့စိတ်နဲ့ဟောနော်အမျိုးတွေတနေ့သူနဲ့အမျိုးကွင်ကြီးခြင်းတယ်ဒါပေမဲ့တနေ့အခုဒီလို coffee တွေဘာတွေရောင်းတယ်ရတယ်လိုက်ကွင်ကြီးတာဗောနော်အမျိုးသူများတွေကဒီလိုသူငငယ်တော့ပျော်ခဲ့တဲ့ဒီအပျော်မျိုးသူများနဲ့သူပြန်ပြီးတော့ဝေပေးချင်တာဗောနော်သူဝေပေးတာဗောအမျိုးဟုတ်တကယ်ကောင်းတဲ့เนาะစေတနာကောင်းတဲ့เนาะ PK coffee เนาะပန်းရှင်เนาะဒီကဟိုလာစီပေါ်ပေါ့เนาะတကယ်ဒီထက်မကเนาะရှေ့လာမယ့်နာကမှာအောင်မြင်ပါစေเนาะကျွန်တော်တို့dream မှာလည်းပဲဖြစ်ကျွန်တော်တို့ဟိုနောက်တစ်ခါဒီ PK coffee ကောင်းချင်းအဖြစ်ပေါ့เนาะနိုင်ငံတနိုင်ငံကဘာပေါ်မှာเนาะရှိသမျှနိုင်ငံထဲမှာအလုံးရောက်နိုင်ပါစေလို့เนาะကျွန်တော်မြတ်တာရခံချင်ပါတယ်လို့เนาะတ
တမ်ဘလဖန်တော့လား ကျေးဇူးအများကြီးတင်ပါတယ် အေးခုလိုမျိုးချိန်ပေးနိုင်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့နော် Okay thank you နော်ကျေးဇူးပါပဲနော် ကျေးဇူးပါ Okay thank you